ကျွန်တော်ဒီဗီဒီယိုလေးထဲမှာတော့ Google ကထုတ်ထားတဲ့ Producer AI နဲ့ကျွန်တော်မြန်မာသရှင်ဘယ်လိုဖန်တီးရမလဲဆိုတဲ့အကြောင်းအရာလေးကိုဒီဗီဒီယိုလေးထဲမှာပြပေးထားပါတယ်ပထမဆုံးကျွန်တော်တို့ Chrome browser ထဲဝင်လိုက်ပါ Chrome browser ထဲမှာကျွန်တော်တို့ producer.ai ဆိုပြီးတော့ရိုက်ရှာပေးပါအဲဒါဆိုရင်ကျွန်တော်တို့ဒီ website လေးနဲ့ရောက်ပါလိမ့်မယ်ရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ရေးထားတဲ့သရှင်လေးရှိပါတယ်ဒီသရှင်လေးကို copy ကူးလာတာလေးကိုဒီမှာထည့်ပေးပါမယ်ထည့်ပေးပြီးကျွန်တော်တို့သရှင်လေးကို reference ပြီးလို့လည်းရတယ်လို့ recording ဖမ်းပြီးတော့လည်းပြီးလို့ရပါတယ်ကျွန်တော်ကတော့ဒီတိုင်းပဲစမ်းပြပြီးမို့လို့အများလေးကိုနေလိုက်ပါမယ်ညာလေးနေပြီးတော့ရင်အချိန်ခဏတော့စောင့်ပြရပါတယ်ကဲတရှင်းလေးရလာပြီဆိုရင်ကြည့်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ asset 34ကိုနှိပ်ပြီးတော့ကျွန်တော်တို့ download ဆိုတဲ့ button လေးကိုနှိပ်လိုက်ရပါတယ် MP3 အနေနဲ့ပဲတောင်း MP4 အနေနဲ့ပဲတောင်းရပါတယ်တော့မို့ဗီဒီယိုပြဖန်တီးခြင်းလဲဖန်တီးလို့ရပါသေးတယ်အားလုံးပဲလိုက်ဆိုင်ကြည့်ပါအဆင်ပြေကြပါစေ